မင်္ဂလာပါခင်ဗျာပါပေါ် IELTS ကဆရာသွင်းကြီးပါ ISR လေ့လာတဲ့အခါကျရင်ဘာကနေစပြီးတော့ဘယ်ကနေစလို့ရလဲပေါ့နော် ISR လေ့လာတဲ့အခါကျရင်တည်တဲ့အချက်လေးတွေကရိုးရိုးလေးပဲဖြစ်ပြီးတော့ပထမဆုံးတစ်ချက်ကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ current balance ကိုဘယ်လောက်လဲဆိုတာသိရတယ်ကိုယ့်လက်ရှိမှာကိုယ့်ရဲ့အမှတ်ကဘယ်လောက်လဲပေါ့နော်ဒုတိယတစ်ချက်ကကျတော့ကိုရရမယ့် minimum balance ကိုဘယ်လောက်လဲဆိုတာသိရတယ်တတိယတစ်ချက်ကကိုလိုချင်တဲ့ desire balance ကိုဘယ်လောက်လဲဆိုတာသိရတယ်ကိုလက်ရှိရောက်နေတဲ့ current balance ကိုကနေပြီးတော့ desire balance ကိုရောက်သွားဖို့အတွက်ဆိုရင်လိုအပ်တာတစ်ခုတည်းဖြစ်ပြီးတော့အဲ့ဒါဘာလဲဆိုတော့ IELTS ကို lifestyle တစ်ခုအနေနဲ့လေ့ကျင့်ရတယ်ခင်ဗျာ lifestyle တစ်ခုအနေနဲ့လေ့ကျင့်ရတယ်အဲ့တော့အရင်ဆုံးတော့ဒီចောင်းသားတချို့ထင်ကြတာတော့ဘာလဲဆိုတော့ဒီစာမိုးဝဲသွားဖြေမှာကိုယ့်ရဲ့ balance ကိုဘယ်လောက်လဲဆိုတာသိတယ်ဆိုပြီးထင်ကြတာကလည်းအယူဆအမှားတစ်ခုပဲဖြစ်ပြီးတော့ကိုလက်ရှိ balance ကိုကိုယ့်ရဲ့ current balance ကိုဘယ်လောက်လဲဆိုတာက past paper ဖြည့်ကြည့်တဲ့အခါကျရင်လူတိုင်းအိမ်မှာကိုယ့်အနေထားပေါ်မူတည်ပြီးတော့ကိုယ့် balance ကိုဘယ်လောက်ရှိလဲဆိုတာဖြည့်တဲ့နေ့မှာသိနိုင်တယ်ပေါ့နော်ဒီ past paper တွေကစာအုပ်တွေလည်းရှိတယ် ebook တွေလည်းရှိတယ် website တွေလည်းရှိတာဖြစ်ပြီးတော့ဒါလေးတွေကတော့ဆရာတို့ Cambridge IELTS ရဲ့ past paper စာအုပ်တွေလို့ခေါ်တဲ့အဲ့စာအုပ်တွေမှာ website နဲ့ပဲဖြစ်စေ application နဲ့ပဲဖြစ်စေ ebook နဲ့ပဲဖြစ်စေစာအုပ်နဲ့ပဲဖြစ်စေအဲ့မှာတစ်စုံလောက်ကိုကိုကဖြည့်ကြည့်လိုက်တဲ့ဆိုရင်ကိုယ့်ရဲ့ reading နဲ့ listening band score ကတော့ဘယ်လောက်လဲဆိုတာထွက်လာတယ်ပေါ့နော်သို့တော်လည်းပဲ speaking နဲ့ writing band score ကတော့ကိုယ့်အနေနဲ့စစ်ပေးမဲ့လိုတာပေါ့နော်အခုနောက်ပိုင်းမှာ ChatGPT နဲ့စစ်တာရှိတယ် AI နဲ့စစ်တာရှိတယ်ဒါပေမဲ့ဒါတွေကအခုချိန်ထိတော့အတိုင်းအတာတစ်ခုထိနည်းနည်းလေးလွဲနေတော့မှဖြစ်ပြီးတော့မမှန်သေးဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီနည်းပညာတိုးတက်လာတဲ့အမြ AI တို့ ChatGPT တို့လည်းပို့ပြီးတော့မှန်လာမှာပေါ့လေလက်ရှိအချိန်မှာတိတ်ပြီးတော့ reliable မဖြစ်သေးဘူးလက်ရှိကို band score နဲ့မတူသေးဘူးဆိုတာလေးကိုသိစေချင်တာပါအဲ့တော့ကို current band score ကဘယ်လောက်လဲဆိုတာသိသွားပြီဆိုရင်ကိုယ့်ရဲ့ minimum band score ဘယ်လောက်လဲဆိုတာသိဖို့လိုတာပေါ့နော်minimum band score ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကိုဒီအမှတ်ရသွားတယ်ဆိုရင်ကိုကျောင်းလျှောက်တယ်ဆိုရင်ကျောင်းကလက်ခံသွားပြီအလုပ်လျှောက်တယ်ဆိုရင်အလုပ်ကလက်ခံသွားပြီ migrate လုပ်ချင်လို့တခြားနိုင်ငံသွားဖို့ visa လျှောက်တယ်ဆိုရင်တိုင်ရုံးကလက်ခံသွားပြီကိုဘယ်အမှတ်ရတယ်ဆိုရင်ကိုလက်ခံသွားလဲပေါ့နော်များသောအားဖြင့်အဲ့ဒါကတော့ဒီတယောက်နဲ့တယောက်နဲ့ IS လေ့လာတဲ့ကြာချိန်မတူဘူးဆိုတာတယောက်နဲ့တယောက်နဲ့ကိုလိုအပ်တဲ့ minimum band score မတူတဲ့အတွက်ကြာချိန်ကမတူကြတာပေါ့နော်များသောအားဖြင့်ဆိုရင်တော့ဘယ်ပေါ်မှာမူတည်လဲဆိုတော့ကိုယ့်ရဲ့ minimum band score requirement ခေါ်တာပေါ့ minimum band score requirement ဆိုတာကကိုဒီအမှတ်ရတယ်ဆိုရင်စာမိုးဝဲအောင်သွားပြီနောက်တစ်ခေါက်ထပ်ဖြည့်စရာမလိုတော့ဘူးပေါ့နော်minimum band score ကကိုသွားတဲ့ program နဲ့ကိုသွားတဲ့နိုင်ငံပေါ်မှာမူတည်ပြီးတော့တယောက်နဲ့တယောက်နဲ့ပြောင်းသွားကြတာဖြစ်ပြီးတော့များသောအားဖြင့်တော့ကိုက undergraduate အနေနဲ့ကျောင်းသွားတက်မယ်ဆိုရင် 5.5 6.0 လောက်ဖြစ်ပြီးတော့ post graduate အနေနဲ့ကျောင်းသွားတက်မယ်ဆိုရင် 6.5 လောက်ဖြစ်ပြီးတော့ master degree အတွက်ဆိုရင်တော့ 7.0 လောက်ဖြစ်တာများတယ်ခင်ဗျအဲ့တော့အလုပ်ရှောက်မယ်ဆိုလဲဒီတိုင်းပဲအလုပ်ရှောက်မယ်ဆိုတော့များသောအားဖြင့် 6.0 6.5 ဖြစ်တာများဒါသူတို့တောင်းတဲ့ minimum band score requirement ပေါ့နော် visa လျှောက်တဲ့အခါလဲထိုနည်းတူစွာပဲ 6.0 6.5 ဖြစ်တာများအဲ့တော့များသောအားဖြင့်ကိုရမယ့် band score ကဒီ 6.0 6.5 7.0 ဒီသုံးခုတွေကတခုခုပဲဖြစ်တာများအဲ့ကိုယ့်ရဲ့လက်ရှိ band score လဲသိသွားပြီကိုရမယ့် minimum band score requirement လဲသိသွားပြီဆိုရင်နောက်ဆုံးတစ်ခုကတော့ကိုလိုချင်တဲ့ desire band score ပေါ့နော် desire band score ဆိုတာကကိုရမယ်ကိုလိုချင်တဲ့အမှတ်ပြောတာဖြစ်ပြီးတော့ကိုလိုချင်တဲ့အမှတ်တော့ဗျာသိကြတဲ့အတိုင်းများလေကောင်းလေပေါ့လေများသောအားဖြင့်တော့ 7.0 7.5 စသည်အဖြစ်အဲ့လောက်လိုချင်ကြတာပေါ့အဲ့တော့ကိုဘယ်လောက်ပဲလိုချင်ပါကိုအနေနဲ့ 6.5 ရရမယ်ပဲဖြစ်စေ 6.0 ပဲဖြစ်စေ 7.0 ပဲဖြစ်စေ 7.5 ပဲဖြစ်စေ 8.0 ပဲဖြစ်စေကိုလိုချင်တဲ့အမှတ်ဘယ်လောက်ပဲလိုချင်လူတိုင်းပထမအောင်ဆုံးလောက်ကြတာတော့ဘာလဲဆိုတော့ကိုလက်ရှိ band score နဲ့တင့်တော်တာကိုပဲလောက်ကြတာဖြစ်ပြီးတော့တယောက်နဲ့ IE ရဲ့ journey ကိုစတဲ့အခါကျရင်သူတို့ရဲ့ current band score ကမတူဘူးတယောက်နဲ့ IE ရဲ့ journey မှာသူတို့လိုချင်တဲ့ band score သူတို့ရမယ် minimum band score ကမတူဘူးအဲ့တော့ကိုလက်ရှိ band score လည်းမတူဘူးကိုရမယ့် band score လည်းမတူတဲ့အတွက်တယောက်နဲ့ IE ရဲ့လေ့လာတဲ့ကြာချိန်ကဘယ်တော့မှတူမှာမဟုတ်ဘူးပေါ့နော်ဒါရိုးရှင်းလေးကိစ္စပဲဖြစ်ပြီးတော့အမှန်တော့ဒီຢာလေးကိုပဲသူတို့ရှုပ်နေကြတာဖြစ်ပြီးတော့ကိုဘလောက်ပဲလိုချင် 7.0 ပဲလိုချင် 7.5 ပဲလိုချင် 8.0 ပဲလိုချင်ကိုဘလောက်ပဲလိုချင်ကိုပထမအောင်ဆုံးလောက်ကြတာဒီဘာလဲဆိုတော့ကိုလက်ရှိ band score နဲ့တင့်တော်တဲ့အရာအနေပဲစလောက်ကြတာဘာလို့လဲဆိုတော့ကိုလက်ရှိ band score နဲ့တင့်တော်တာလောက်တော့မှကိုရဲ့ band score ကတက်လာတာဖြစ်ပြီးတော့ကိုလက်ရှိ band score ဒီဘယ်တော့အခါမှတယောက်နဲ့မတူတချို့လူတွေက IE ရဲ့ DS ကို
4.0 ကစားတယ်တချို့လူတွေက 5.0 ကစားတယ်တချို့က 3.5 ကစားတယ်တချို့က IELTS ဒီစလေ့လာတွေက 6.5 ဖြစ်နေတယ်တချို့ဆို IELTS စလေ့လာတွေက 7.0 ဖြစ်နေတယ်တယောက်နဲ့တယောက်နဲ့ IELTS ကိုစလေ့လာတဲ့အခါကျရင် current band score ကဘာလို့မတူတာလဲဆိုတော့တယောက်နဲ့တယောက်နဲ့IELTS မတိုင်ခင်မှာသူတို့ရဲ့အင်္ဂလိပ်စာ level မတူအဲ့တော့ခရီးသွားတယ်လို့ပေါ့ဗျာခရီးသွားတဲ့အခါမှာဆရာတို့ကတနည်းအားနေစထွက်လာတဲ့စထွက်သွားပြီးတော့စုံတဲ့နေရာရှိတယ်ဆိုရင်စတဲ့ဒီ IELTS journey ကိုစလိုက်တဲ့အမှတ်ကလည်းမတူစထွက်လာတဲ့နေရာလည်းမတူသလို IELTS journey ကိုစုံမဲ့နေရာလည်းမတူစုံမဲ့ point ရလည်းမတူ destination ရလည်းမတူဘူးပေါ့နော် current band school လည်းမတူ design band school လည်းမတူတဲ့အတွက်တယောက်နဲ့တယောက်နဲ့ကြာမဲ့ကြာခြင်းကဘယ်တော့မှတူမှာမဟုတ်ဘူးပေါ့နော်အဲ့ဒီမှာကိုကတခြားလူနဲ့သွားပြီးတော့ကိုသွားနှိုင်းရှင်နေတဲ့အခါမှာအဲ့မှာရှုပ်ကုန်ကြတာပေါ့နော်ဒါကြောင့်မလို့ကို current band school နဲ့တင့်တော်တဲ့အရာပဲစလုပ်ရတာဖြစ်ပြီးတော့ကိုဘာပဲလုပ်ချင်ဆရာတို့ဒီကို current band school ကနေ design band school ကိုလက်ရှိရောက်နေတဲ့အမှတ်ကနေကိုလိုချင်တဲ့ band school ရောက်လာဖို့အတွက်လောက်ကြတာကနှစ်ခုပဲဖြည့်တာဖြစ်ပြီးတော့အဲ့ဒါဆရာအခေါ်အရဘာလဲဆိုတော့ receptive skill နဲ့ productive skill လို့ခေါ်တယ်အပတ်တိုင်း weekly ပေါ့နော် weekly basis မှာကိုအနေနဲ့ routine လေးတစ်ခုထား routine လေးတစ်ခုထား routine လေးတစ်ခုထားပြီးတော့ပုံမှန် IELTS နဲ့တင့်တော်တဲ့အရာလေးတွေကိုကိုလက်ရှိကိုလုပ်နေတဲ့အရာတွေထဲမှာဆွဲထည့်ပေးရတာဖြစ်ပြီးတော့အဲ့ဒါဒီ receptive skill နဲ့ productive skill နှစ်ပိုင်းပဲလုပ်ရတာဖြစ်ပြီးအဲ့နှစ်ပိုင်းကိုတက်နိုင်သမျှမျှလုပ်ပေါ့နော် receptive skill ဆိုတာကို receive ကနေလာတာဖြစ်ပြီးတော့ကိုရဲကိုပြန်ထည့်ရတာ productive skill ဆိုတာ produce ကနေလာတာဖြစ်ပြီးတော့ကိုစီကနေပြန်ထုတ်ကြတာreceptive skill ကောင်းမှုအတွက်အကြောင်းအရာတစ်ခုပါတဲ့အရာလေးကိုကပုံမှန်ဖတ်လေ့ဖတ်တာရှိဖို့လိုတယ်ပုံမှန်နားထောင်သားရှိဖို့လိုတယ်ဒါကိုနောက်တနည်းအရာ academic English နဲ့ရင်းနှီးတယ်လို့ခေါ်တယ် productive skill ကောင်းမှုအတွက်ကဘာလို့ပါလဲဆိုတော့ exam tactic နဲ့ exam practice လေ့လာတာ exam tactic ဆိုတာမိကုန်းတိုက်တစ်ခုချင်းစီရသတိထားမယ့်အချက် exam practice ဆိုတာမိကုန်း paper ဟောင်းနေဖြည့်တဲ့အချိန်အရေးအတွက်အဲ့တော့နေ့စဉ်နဲ့အမျှအပတ်စဉ်နဲ့အမျှကိုအနေနဲ့ဒီသုံးခုပဲလောက်ရတာဖြစ်ပြီးတော့ကျောင်းသားတိုင်းဒီသူတို့ရဲ့ band school တက်လာဖို့အတွက်ဘာလို့ခက်ခဲကြတာလဲဆိုတော့ဒီသုံးခုကိုမစုံလို့ဖြစ်ကြတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ current band school ကနေ design band school ရောက်ဖို့ဆိုရင်ဆရာတို့ receptive skill နဲ့ productive skill ဆိုတာကိုယ့်အနေနဲ့မျှလုပ်ဖို့လိုတာဖြစ်ပြီးတော့ကိုဘယ်ပိုင်းလုံးဝမလဲဆိုတာကကိုလက်ရှိ band school ကို current band school ဘယ်လောက်လဲပေါ်မှာမူတည်တယ်တချို့ကျောင်းသားတွေက receptive skill အတွက်အချိန်ပေးဖို့လိုတဲ့လူကျောင်းသားရှိသလိုတချို့ကျောင်းသားတွေကအချိန် receptive skill အတွက်အချိန်ပေးဖို့မလိုတဲ့ကျောင်းသားရှိတယ်ဒါဘယ်လိုသိလဲဆိုတော့ past paper ဖြည့်ကြည့်ရင်သိတယ် past paper ဖြည့်ကြည့်လို့ကိုက30ကျော်သွားပြီဆိုရင် receptive skill မလိုတော့ဘူး past paper ဖြည့်ကြည့်လို့30အောက်ရောက်နေသမျှကာလပတ်လုံး receptive skill ကလိုနေမှာပဲဖြစ်ပြီးတော့ past paper ဖြည့်ကြည့်လို့20အောက်ရောက်နေတယ်ဆိုရင် IELTS ကို foundation ကလေ့လာပါ past paper ဖြည့်ကြည့်လို့20ကျော်သွားတယ်ဆိုရင် exam preparation ကလေ့လာပါအဲ့တော့ဆရာတို့ကစတဲ့အမှတ်ကလည်းမတူသလိုလိုချင်တဲ့ design band school ကလည်းမတူတဲ့အတွက်ဒီကျောင်းသားဒီ IELTS လေ့လာတာဘယ်လောက်ကြာမှလဲဆိုတာကိုဘယ်ကနေစလေ့လာလဲဘယ်လောက်ကြာမှလဲဆိုတာကိုဘာနဲ့ပဲဆုံးဖြတ်လဲဆိုတော့ mock test နဲ့ပဲဆုံးဖြတ်တာခင်ဗျအဲ့တော့ဆရာတို့စီမှာ class တစ်ခုတက်လိုက်တယ်ဆိုရင်ဒီကျောင်းသားဒီသွားဖြေလို့ရလားမရလားဆိုတာဆရာတို့ batch တိုင်းမှာ mock test စစ်တာဖြစ်ပြီးတော့အဲ့ mock test result ပေါ်မူတည်ပြီးတော့ဒီကျောင်းသားဒီသွားဖြေခြင်းတဲ့ကျောင်းသားလားနောက်တန်းဆက်တက်တဲ့ကျောင်းသားလားဆိုတာဆုံးဖြတ်လိုက်တာပေါ့နော်ဆရာတို့စီမှာဖြေတဲ့ mock test result နဲ့တကယ်ဆောင်မှမှာဖြေတဲ့ mock test result နဲ့ကဘာမှသိမ့်မကွာဘူးကွာလဲ 0.5 လောက်ပဲကွာတာဖြစ်ပြီးတော့တိတိတသားကြီးကွာချလာမှာမဟုတ်ဘူးသို့တော်လည်းပဲတင်တန်းမဲ့တက်ဆရာစီမှာပဲတက်တခြားလူစီမှာပဲတက် sub study ပဲလုပ်မြန်မာပြည်ကတင်တန်းမကလို့တခြားနိုင်ငံကတင်တန်းမဲ့တက် past paper တော့လူတိုင်းဖြေရတယ်ဘာလို့လဲဆိုတော့ IELTS ရဲ့ band school ကိုတိုင်းတာလို့ရတယ်တခုသီးသောနီးလန်းဒီ past paper နဲ့ပဲတိုင်းတာတာဖြစ်လို့အတွက်ခင်ဗျာအဲ့တော့ပြန်ပြီး recap လုပ်ကြည့်မယ်ဆိုရင်ကို IELTS လေ့လာတဲ့အခါကျရင်ကိုဘာသိတဲ့လဲဆိုတော့လက်ရှိကိုယ့်ရဲ့ current band school ဘယ်လောက်လဲဆိုတာသိတဲ့နဲ့အဲ့အတွက်ဘာလုပ်ရလဲ past paper တစ်စုံလောက်ဖြည့်ကြည့်ရတယ်သင်တန်းစစ်တဲ့ mock test တစ်ခုလောက်ဖြည့်ကြည့်ရတယ်ဒုတိယတစ်ချက်ကိုယ့်ရဲ့ minimum band school ဘယ်လောက်လဲဆိုတာသိတဲ့နဲ့ကို minimum band school ဘယ်လောက်လဲဆိုတာဘယ်လိုသိလဲဆိုတော့ကိုကျောင်းလျှောက်တယ်ဆိုရင်ကျောင်းက website မှာရေးထားတယ်အလုပ်လျှောက်တယ်ဆိုရင်အလုပ်က website မှာရေးထားတယ် visa လျှောက်တယ်ဆိုရင် visa website မှာရေးထားတယ်တတိယတစ်ချက်ကိုယ့်ရဲ့ design band school ဆိုတာဘယ်လောက်လဲဆိုတာသိတဲ့ဒီသုံးခုလေးသိသွားရဲဆိုရင်ကိုယ့်ရဲ့ IELTS journey ကတက်နိုင်သမျှအစင်ချောမှုဝါမှာဖြစ်ပြီးတော့တဝဲလဲလဲနဲ့မလဲတော့ဘဲနဲ့ကိုပေးတဲ့အချိန်ပေးတဲ့အခါကျရင်ကိုရမယ့် band school ပထမ one stroke တစ်ခေါက်တည်းနဲ့ရောက်သွားမယ်ဆိုတာလေးကိုဒီကနေပြီးတော့အကြောင်းကြားပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကြည့်ပေးတာကျေးဇူးတင်ပါတယ်